မင်္ဂလာပါဒီ spot နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Premier League ပွဲစဉ်7ပြီးသွားပြီပေါ့နော်ပွဲစဉ်7ပြီးအောင်ကျွန်တော်တို့ဒါ basic တွေကသင်လေးတွေနဲ့နည်းနည်းလေးသင်တွေရဲ့တိုးတက်မှုတွေအကျဆင်းသွားပုံလေးကိုကျွန်တော်တို့နည်းနည်းလေးဆွေးနွေးကြည့်လိုက်အောင်ပထမဆုံးကျွန်တော်မန်ယူသင်းလေးနဲ့စလိုက်အောင်မန်ယူသင်းကသူတို့ဒီနောက်ပိုင်းပွဲတွေမှာသူတို့ပွဲတွေလေးစတိုက်လေးပြန်နိုင်လာတယ်ပြီးတော့ဒီအန်ပွဲမှုပေါ့အန်ပွဲမှုကဒီရာဒီမှာမန်ယူအကောင်းဆုံးဒါထမ်းထားလို့ပြောလို့ရတယ်ပြောဆိုတော့အရင်နှစ်တွေကတော့ဘလူးနိုပေါ့ဗျာဘလူးနိုကတော့ဒီရဲ့နှစ်ဒီရာဒီမှာရာဒီစပိုင်းတွေကဒီ penalty လွဲချော်တာတွေနဲ့ယုံကြည်မှုတစ်ခုကျဆင်းနေအောင်တွေ့ရတယ်ပြီးတော့ဒီအမော်ရဲ့ဒီကစားပွဲပေါ့နော်ကစားပွဲမှာလည်းသူ့ရဲ့ရိုးကောင်းကောင်းဒီနံပါတ်10ရိုးမှာမကစားရလဲပါတယ်ဒီသူပြင်ဒီ narrow နံပါတ်10မှာဘလူးနိုသာကောင်းကောင်းကစားနိုင်တော့ဒါသူ့ရဲ့အရှိသွမ်းကတော့ပေါ်မှာပဲပေါ့ဗျာဒါမဲ့လောလောဆယ်ဒီနံပါတ်8ရိုးပေါ့နော်နံပါတ်8ရိုးနဲ့နံပါတ်10ရိုးကြားမှာသူကစားနေရတယ်ပေါ့ဆိုတော့ဒီအပွင့်မှုပေါ့အပွင့်မှုကဒီဆွမ်းနာပြောလို့ပဲဒီဘရူနိုရဲ့တာကိုသူထမ်းဖို့ပေးနေရတယ်အထူးသဖြင့်သူကတော့ consistency ဖြစ်ဆုံးလို့ပြောလို့ရတယ် consistent ဖြစ်ဆုံး player အမှန်တင်ပါဘောနော်ဒီစပြီးကြောက်ပြီးကန်တွေကသူ့ရဲ့ခြေစွမ်းကဒါအတိုင်းအတာတစ်ခုကြီးကတော့သူအမှန်ဆုံးလို့တော့ပြောလို့ရတယ်ပြီးတော့မာတစ်ကူညာပေါ့မာတစ်ကူညာကတော့ဒါရအစောပိုင်းပွဲလေးရတော့သူတင်းနဲ့အမ်ဝင်သေးလို့ fix မဖြစ်တယ်လို့တွေ့ရတယ်ဒါပေမဲ့နောက်ပိုင်းဒီပွဲစဉ်ရှစ်နောက်ပိုင်းလေးပေါ့နော်ပွဲစဉ်တွေမှာတော့ဒါအကောင်းဆုံးပုံစံတွေတော့ပြန်ပြီးတွေ့လာရတယ်ပေါ့ဆိုတော့မန်ယူသင်းကတော့အားရစရာကြီးပြန်ပြီးတက်လာတယ်ကောင်းလာတယ်ပြီးတော့ဒီအမ်ဝင်းမွန်နဲ့ဒီအာမက်ကြားမှာဒီရာစီစပိုင်းတွေက connection လေးနည်းနည်းလွတ်နေဗျာအခုနောက်ပိုင်းပွဲရတော့သူချိတ်ဆက်လေးမိလာတယ်အတွဲလုံးလေးအဆင်ပြေလာတယ်ပေါ့ဒါပေမဲ့တခုနည်းနည်းအားမရဖြစ်သွားတာတော့ဓာတ်လုံးပေါ့ဓာတ်လုံးကအစောပိုင်းအစပိုင်းကကောင်းတယ်ဒါပေမဲ့နောက်ပိုင်းရှီသွမ်းပြန်ထိုးကြသွားရပါတော့ဒါကတော့ပြန်ပြီးတော့မွေဘယ်လိုပြန်ပြီးတော့အစွတ်တင်မလဲတော့တစ်ချက်ဆောင်ကြအောင်မယ်ပြီးတော့ဒီနောက်တန်းပေါ့မန်ယူနောက်တန်းကဒါမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့သူတို့ဒီ set piece တွေပေါ့နော်ဒီ set play တွေဒီတီကန်မောတောင်းကန်မောတွေကကောင်းကောင်းလေးထိန်းချုပ်နိုင်မယ်ဆိုရင်တော့မန်ယူရဲ့နောက်တန်းကအဆင့်တစ်ခုတော့တဖြည်းဖြည်းနဲ့ကြောင်းနိုင်မှာတော့ကျွန်တော်ထင်တယ်အဲ့တော့နောက်တစ်သင်းကျွန်တော်ရှက်စီးလေးသွားလိုက်အောင်ရှက်စီးသင်းကလည်းဒါအဆင့်1နဲ့6မဲ့ပဲကွာတော့ရပါတော့အဲ့တော့မှသူအစောပိုင်းနိုင်လိုက်ရှုံးလိုက်တေးကြလိုက်နဲ့အဲ့လိုမျိုးပေါ့နော်တန်စရာကြီးလဲနေသေးတာဒါပေမဲ့တဖြည်းဖြည်းပဲတော့ဒါနိုင်ဝဲလေးပြင်ရလာတယ်ဆိုတော့ဒါချက်စီးသင်းကိုကြည့်ရတာဒါအစောပိုင်းပွဲစဉ်တွေမှာတော့ဒါ first line ရဲ့ကိုအကောင်းကောင်းတည်လို့မရသေးဗျာဒီကကစားသမားဒီကိုပါမာတို့ဒီလက်တို့ဒါတန်ရသွားလဲပါတယ်ပေါ့ဆိုတော့သူသဖြင့်ဒီကွင်းလန်နဲ့တိုက်စစ်မှာဒီကဝင်းနေပါတော့တောင်းပန်တွေကိုသူ first line ကောင်းကောင်းမှတ်မှန်မသုံးသေးဘူးပေါ့နော်ပြီးတော့ဒီ rotation တွေပဲလှည့်ပြီးသုံးနေတယ်ဒါလည်းအသင်းရဲ့policy ရလည်းဖြစ်နိုင်တယ်ဒါပြီးတော့နီးပြမိုင်စကာရဲ့rotation နေထားတဲ့ဖြစ်နိုင်တယ်ပေါ့နော်ဒါအသင်း player ကိုခေါ်လို့တော့ဒါဘယ်နှစ်မိနစ်ကစားခွင့်ရမယ်ဘာညာရေပေါ့နော်ဒါရလည်းပါကောင်းပါလိမ့်မယ်ဗျာဒါကတော့သူဒီ first line ရဲ့ first 10 player ကိုကောင်းကောင်း first level ကိုကျွန်တော်မထုတ်နိုင်သေးဘူးပေါ့နော်ဒါ rotation player နဲ့ပဲလှည့်ပြီးသုံးနေရတယ်ဒါပေမဲ့အခုနောက်ပိုင်းပွဲစဉ်တွေမှာဂါနာရှိုပဲဥတီလာရပေါ့နော်ဒီဆုံးပေးချက်ကလေဒါမှန်ကန်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဂါနာရှိုကပရီးမီးယားလိအတွေ့အကြုံရင်းပြီးသားကစားသမားလို့ပြောလို့ရဗျာဒါနီကီတန်နဲ့ဆိုင်ပေါ့ကျွန်တော်တော့ဂါနာရှိုပဲပွဲတိုင်းသုံးနေခြင်းတယ်ဒါဒုတိယပိုင်းရောက်ပါတာကီတန်တို့ပြောင်းလဲလောက်တာတို့ကျွန်တော်ကဖြစ်စီနေတယ်ပေါ့နော်ဒါချက်စီးရဲ့ဒါသွားနေဝေးအမှန်ဆုံးဝေးလို့ပြောလို့ရတယ်ရှေ့တန်းကတော့ဒါဒီလက်ကလည်းပြန်ပါလာပြီပြီးတော့ဒီဂျာဘတ်တော့ပေါ့လှည့်သုံးနေလို့ရတယ်ဂျာဘတ်တော့လည်းကိုပါမကစားသေးခင်မှာသူကောင်းကောင်းကစားနိုင်တယ်ဗျာအဲ့တော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါလီယန်ဒီလက်ထောင်ကိုပါမပါတင်တော့ဂျာဘတ်တို့ပြီးရင်အန်ဆိုနဲ့ကက်စီတိုတွဲကိုပြန်ပြီးတော့ဒါတပည့်ပိုင်းပေါ့ပြန်တွေ့ရမယ့်နေတာဖြစ်လာပေါ့အခုလောလောဆယ်နေတာဒါအန်ဆိုကခါကျရင်ဒီနံပါတ်10ရိုးမှာတက်ကစားနေရတယ်ဗျာဆိုတော့ချက်စီလဲရွေးစရာ option တွေတော့များတယ်ဒါပေမဲ့သူတို့ကလည်းဆောင်းလို့ပေါ့နော်ဒီနောက်တန်းနဲ့ကိုသမားဒါရှက်ကီလေးဖြစ်နေတဲ့ဟာလေးတော့အတွေ့နေရလို့တချို့ရှုံးပွဲတွေ့ရတယ်ဒီကြတယ်တချို့ကြောင့်လည်းဒီတိုက်စစ်ဆွမ်းပြလို့နိုင်ပွဲရခဲ့တယ်ပေါ့ပြောလို့ဆိုတော့ဟိုဘန်လန်းတော့သိမဖြစ်သေးဘူးပေါ့နော်ပြောလို့ရတယ်ရှေ့စီးစင်းကတော့ဒီကတော့သူတို့တိုက်စစ်နဲ့ကွင်းလဲပိုင်းတော့တော်တော်လေး
အားကောင်းတဲ့နေရာမှာပါလို့ပြောလို့ရတယ်ဒါပေမဲ့ဒီနောက်တန်းတဲ့ကိုသမားလေးပဲတခြားလေးပြင်ဆင်လိုက်မယ်ဆိုရင်တော့ဒီ1 to 4ဒီအတွက်ကတော့ကောင်းကောင်းရော့သူတို့အိမ်မက်တွေပေါ့နော်ပြန်ပြီးရှင်းသလားမလို့ကျွန်တော်ထင်တယ်ထို့သဖြင့်ဒီလက်ပါဘူးပေါ့လက်ပါဘူးကနည်းနည်းလေးစိုးရင်ကြာဖြစ်လာရင်ညာချက်စီကကောင်းကောင်းမခွင့်ပြန်ရလို့ပြောလို့ရတယ်ဗျာအဲ့တော့နောက်တစ်သိန်းကျွန်တော်သွားလိုက်အောင်